ကြည့်ပါမယ်ပါတယ်အဲ့ဒီရေးပေးရပါလားပထမဆုံးအိမ်လေးကဒီလေးပါဖြစ်တယ်အဲ့ဒါလိုက်ကြည့်ပြကြပါအောင်ဒါနဲ့ like and subscribe လုပ်ရသေးတယ်လုပ်တော့ကြပါအောင် okay ဒီမှာရေကျွန်တော်ဒါကရေချိုးကန်ဒီပေါ်ရချိုးရအိမ်နာ okay အိမ်ခန့်ပါပါဒီလိုမျိုးလုပ်ပါတယ် okay ကြားမှာတော့အိမ်ရကြည့်မယ်ပါနော် okay ဒီမှာအလားတော်အပြင်မရတယ်ရောအေးခချထားတာပဲID လေးကဒီရင် ID ပေါ့နော်ဟောဒီရင် ID ဒီမှာပါ okay နောက်လိုက်စတော့ပါမယ်ဒီအိမ်ကဘယ်လိုမြင်ရတိုင်းအနောက်ကအိမ်ပေါ့နော်ဒါကြီးကဒီမှာအမြင့်ဆုံးဒီဒါအမြင့်ဆုံးလို့ပြောလို့ရမှာမသိဘူးနော်ဒီဆာကူလာရဲ့အမြင့်ဆုံးပဲပြောလိုက်ရပါလားအဲ့ဝိုင်းမှာဒါဆောက်ထားတာပါ okay မှာTV ပေါ့နော် TV ပါမယ်ဒါပါတယ်မသိဒါကြီးချိုးရလားဟုတ်တယ်ရှင်နေအဲ့ဒါကြီးချိုးကန်အိမ်လာပေါ့နော်ဒီချိုးကန်ကဒီမှာ tablet ဘယ်ဝိုင်းဘာမှမမြင်အောင်ဟောဒီမှာဒီချိုးကန်ကဒီမှာ tablet နဲ့လား tablet တခါချိုးရရင်နော်ဒီဆုံးဝိုင်းတော့မသိဘူး okay ဒါပေါ်တက်မရေကတက်တာလေးရှိရပါနော်ခုံနေနေပါနော်ပပကန်နေမိုက်ပါရဲ့ယူဘူးတွေရောနားတော့okay ပေါ်တက်မယ်နော်အပေါ်မှာတော့အိပ်ရပဲရှိရပါနော်ဒါလာပြင်းနေခုံမပဲရောက်ရက်ရပြင်းရပါတော့ဒါတော့ okay ဒီမှာအိပ်ရပါတာတော့ okay အိပ်ရတန်သေးတာကျန်တော့လည်းနော်ဒါတော့ပြင်ပါ okay ဆိုတော့ဒီအင်လေး ID ကတော့ဒီအင်လေး ID ဒီမှာပေါ့နော် okay နောက်တိတ်စတော့ပါမယ်နောက်တဲ့အင်ဒီကြောင့်လည်းပေါ့နော်ဒါလည်းအမြင့်ဆုံးပဲဒီဝင်မှာပဲလာဆက်ထားပါနော် okay အဲ့ရှိရဘယ်ဖြစ်လို့ထားလိုက်ပါနော်အမလားရေးတဲ့ကုရတာပဲစီရပဲအဲ့ဒီရမယ်ဒါဘောကွင်းနေပါဘောကွင်းအကြီးရဘောကွင်းရထားတော့ကြထားမယ်လေနားလေးဒီမှာထားရတယ်ဗောနော်ဒီထားရမကြီးကူရမယ်ပြီးတော့ထိုင်ကောဘယ်လိုလေးဝမြောက်နေလေးဝမြောက်နေရဟောမတန်းရှိမယ်ဒါလည်းထိုင်ဝင်ရှိသေးပါနော်โอเคဒီနေ့ဟုတ်ကဒါအောက်ထပ်သွားတာဆိုအင်းရပဲမလဲအိမ်မပေါင်းလားဒီတိုင်းပဲမလားအိမ်မဟုတ်ဘူးနော်โอเคလိုင်းလက်နေလားကွာဘရိုလိုင်းလက်ရင်ထားလိုက်တော့ကြည့်ကြပါနော်ဒီရင်လေးတို့လိုင်းလက်နေရပဲထင်ပါတယ်အဲ့ကြောင့်အိမ်မမြင်ဟအောင်လို့ဒီပေါ်မှာရောဟိုက်တော့နောက်တနေ့တော့ပါမယ်ဒီ ID တော့လူရင်မလို့ကျွန်တော်သိတာလိုင်းလက်နေဖြစ်ရပါနော်ခိတာဒီရင်လေး ID ကဒါတော့ okay နောက်ရင်စသွားပါမယ်ဒုတိယအိမ်ဟုတ်ပါဘူးဒါဒုတိယအိမ်ပဲဒါဒီဆိုင်ရရှိရအိမ်မှာ okay ဘာနော်အိမ်လေးရမှာဆိုမိုက်ပါတယ်မဆက်ပိန်းလေးပါထားပေးထားတယ်ဗောနော်ဖြစ်အောင်လေးခေတ္တမှာ TV ရှိမယ်ဒါဆိုရင်ဗောနော် okay ဒါဆိုဖာလည်းရှိမယ်ဝိုင်းနေမသိထားရတော့ဒါကရေချိုးခနဲ့အိမ်သားဒီမှာလက်ရှိလို့ရတယ်ပါညာအပေါ်တက်ရှိတယ်လားအပေါ်တက်ခဏလေးဟိုလည်းရှိသေးပါလေခဏဟောလည်းရှိတယ်ခဏလေးဘယ်များရောက်သွားတာလဲမမြင်လားမတွေ့ဘူးဖြစ်လောက်ကြအောင်လေးရအောင်ဘယ်နဲ့တက်ကောခဏလေးရလာဦးမယ်ခုမှတွေ့ရပါတော့လေကဒီမှာလာဆောက်ထားတာပါအပေါ်တက်ကဒီမှာနော်အင်းကြီးရတယ်မိုက်တယ်ဒါလေးပိုမိုက်တယ်ပေါ့နော်โอเค9နာရီထိုးပြီးတော့မှတော့ခါတော့ရဝင်လာကြည့်လို့ရပါတယ်โอเคမိုက်တယ်
ဟဲ့ကွန်ပျူတာရတော့ကွန်ပျူတာလာပါဟုတ်တယ်ကွန်ပျူတာမိုက်တယ်โอเคအဲ့ဆိုတော့ဒီအင်လေး idea တော့ဒီမှာပါနော်ဒီအင်လေး idea ဒီမှာပါနောက်နေ့စတော့ပါမယ်အဲ့နောက်ဆုံးအင်ဖြစ်ပါတယ်โอเคညဒီမှာပါနော်ဒီနေရာမှာပါနော်ဆောက်လာတာပါအေးဟိုကမှလည်းရှိမဆောက်ထားဘူးပေါ့နော်အဲ့ဒါတော့ဆောက်ရပါတယ်ဒီရပါနော်တိကျအောင်ဒီနေရာရောက်ပွင့်နော်โอเคမှာဒါတော့ရေကန်လို့ပြောတယ်ထိုက်ပါတော့โอเคဆိုတော့ဒီမှာပေါ့နော်အိန္ဒိယကဂျပန်အိမ်လို့ထင်တယ်ပေါ့နော်โอเคအဲ့ဒီမှာမြေတနာပါโอเคမြေကိုပြင်ထုတ်ပေးလိုက်အားတော့မယ်ဟာဘလို့ဖြစ်နေမြင်ရလဲဒါပြရှင်းလိုက်မယ်โอเคအဲ့ဟာခုနမြင်နေရတယ်ဒါတော့ဒီမှာအင်ကြီးရဲ့ဒီမှာအိတ်ရပါနော်ဒါတော့ဒီမျိုးခဏနေအောင်အိတ်မဲကဲချောင်းလေးပါထည့်ပေးထားကွန်မွန်တာလေးနဲ့ပေါ့နော်အဆောက်လည်းပါတယ်ရှယ်ကပါတယ်မသိဟောဒါရေချိုးခံအိမ်နာလည်းပါတယ်နော်โอเคပြီးတော့ဒါကတော့မီးဖို့ကြောင်းမိုက်တယ်โอเคဒီမှာရှင်နေရမိုက်တယ်ဒါချက်သားတွေပေါ့နော်ဟင်းညင်လေးတွေဟိုမှာ TV ရှိသေးတယ်ရှိခစ် TV โอเคထားနောက်ပိုင်းဒါပဲနေပါနော်โอเคအမှတစ်ပင်လေးဒီမှာဒါရေတွင်းပြောမယ်ရေတွင်းရှိပါနော်ဆိုရင်ဒီနေ့ဗီဒီယိုလေးလာပါပဲဗါလေဒီနေ့ဗီဒီယိုလာဝင်လို့ပြတယ် ID မပြတယ် ID ပြရပါနော်မမ ID လေးတင်လာတာဆိုရင်ဒီနေ့ဗီဒီယိုလာပါပဲဒီနေ့ဗီဒီယိုလေးကြိုင် like and subscribe လုပ်ခဲ့ပါအားလုံး bye